မြတ်စွာဘုရားရဲ့သာသနာတော်မှာနေတူနေမြတ်တနည်းဖြစ်တဲ့ကစုံလာပြည်နေ့အဲ့တော့ကစုံလာပြည်နေ့မှာဆရာတော်တန်ခါတော်တော်တော်များများကလည်းပဲကစုံလာပြည်ဗုဒ္ဓနေ့ဆိုပြီးတော့ဒီတဲ့တိုက်တဲ့တရားဓမ္မတွေကိုပေါ်လို့ရှိတယ်။ယာတိတော်ခံဟောပွင့်ဆန်းမယံတဖို့လာကစုဒါလေးသိထားရင်ကစုံလာပြည်လေးဆိုတာဗုဒ္ဓဘာသာရဲ့ဘာကြောင့်နေထူးနေမြတ်ဖြစ်ရတာလဲဆိုတော့ဒါလည်းပါလိမ့်မယ်။အဲ့တော့ဗျာဒိတ်တော်ခံလက်စွာပြရှင်ဘုရားဖြစ်ဖို့ဗျာဒိတ်တော်ခံတဲ့နေ့ဘာပွင့်စံလက်စွာဘုရားပွားတော်မူတဲ့နေ့ဒီနေ့ရဘုရားမွေးနေ့ပေါ့နော်ပွင့်တယ်ဘုရားဖြစ်ကိုရောက်တဲ့နေ့စံတယ်လောကကြီးတွေကနေနောက်ဆုံးထွက်ခွာသွားတဲ့နေ့အဲ့တော့ဒီနေ့ဟာဘုရားဘာသာသာသနာအတွက်အမတ်တရားတွေဗမောဝယ်အများကြီးအတိတ်တွေတက်ရောက်နေတယ်တပ်ဝင်နေတယ်ဒါကြောင့်စလို့အကဓမ္မတွေဗျာဒိတ်တော်ခံဘွားပွင့်ဆန်မယံတပုံလာကစုံဆိုတာလေးကိုလေးလေးနက်နက်ဒီနေ့တနေ့ကိုဗုဒ္ဓနုတ္တိပွားတယ်လို့ပွားနေနိုင်ရင်ဘုကောင်းပါအရုပ်ကိုယ်ဝယ်တဲ့ခေါရမမြတ်စွာဘုရားဒီကနေ့မှာသူ့မိသားရှင်သေဘုရားနဲ့ဂျာရိတော်ခံတဲ့ဒီဘုရားဖြစ်လို့ဆိုပြီးတော့တိဋ္ဌထဘုရားနဲ့မွေးဖွားတဲ့နေ့ခေါရမဘုရားရှင်ရဲ့လို့ဘုရားဖြစ်တဲ့နေ့နောက်ဆုံးမှာလောကကြီးကိုတရားရည်အေးအမြိုက်ရှိတွေတိုက်ကျွေးပြီးတော့လောကတွေကထွက်ခွာသွားတဲ့နေ့နောက်ဆုံးတော့ဝန်နေစရာပေါ့နော်အဲ့တော့ကောင်းပြီအဲကြောင့်ဒီကနေ့မှာဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဆရာတော်တန်ခါတော်တော်များများလည်းဟောထားတာရှိတော့ဦးဇင်းတို့ဒါတွေကိုသိဟောပြဖို့မရည်ရွယ်ထားပါဘူးအဲ့တော့ဒီကနေ့ဘာအကြောင်းအရာပြောချင်လဲဆိုရင်ဗုဒ္ဓဘာသာတရားဓမ္မတော်များများဒီလိုနေ့မှာညောင်ရည်သွန်းကြတယ်ညောင်ရည်သုံးပွဲတွေလုပ်ကြတယ်ကစုံလာပြည့်နေ့မှာအဲ့တော့ဒီကနေ့ညောင်ရည်သုံးပွဲရဲ့အမိုင်းကြောင့်စဖို့ဒါလေးကိုပြောဖို့ရည်ရွယ်ထားတယ်။ရောင်ရည်သုံးပွဲတွေကဘယ်တော့ကစခဲ့တာလဲ။ဘယ်သူတွေကစခဲ့တာလဲ။ဘာကြောင့်စခဲ့တာလဲ။ဒီလိုလိုပါ။ဗုဒ္ဓဘာသာတရားဓမ္မတွေဟာဘုဇင်းတို့အခါတည်းရမိမိတို့လုပ်နေတဲ့အလုပ်တွေမှာရည်ရွယ်ချက်တွေနားမလည်တာရှိတတ်ကြတယ်။အားကြောင့်လုပ်တယ်ဆိုတာကိုမသိရင်လည်းပဲတတ်ပါလေ။အဲကြောင့်ဘယ်တော့ကစခဲ့တာဘယ်သူတွေကစခဲ့တာဘာကြောင့်စခဲ့တာဒီမေကုန်းသုံးခုဒီကနေ့ပြည်စုံဟောကြားဖြေချပြီးရည်ရွယ်ထားပါတယ်။မြတ်စွာဘုရားရှင်အဝိထေပြည်မှာတရင်30ခါတုန်းကလောကသားတွေကိုဆောက်ရှုပ်တဲ့ကယ်တင်တဲ့တရားဓမ္မတွေဟောပြောပြသတဲ့ဘုရားရှင်ဆိုတော့အကြောင်းမှာအမြဲတော့မရှိဘူးပေါ့ခြေချွတ်တိုက်တဲ့တတ္တဝါရှိတဲ့နေရာကိုကြွရတယ်လေမြတ်စွာဘုရားဟာတနေ့ကိုလောကကြီးကိုကြည်ပုံကြည်ပြီးနှစ်နည်းနဲ့ကြည့်မနေ့ကမှဆိုလို့ရှိရင်အဝေးကြီးကနေစัจ java လာအစွန်ဆုံးကနေစပြီးတော့
မိမိနေတဲ့ကြောင်းဝိုင်းအတွင်းကိုပြင်ကြည့်တယ်ဝေးကစားကြည့်ညနေခင်းဆိုလို့ရှိရင်အနီးကနေစားကြည့်တယ်အနီးကနေပြီးတော့စัจ java လာအစွန်ဆုံးထိဘယ်တတ္တဝါကိုချွတ်ထိုက်တယ်လေတရားဓမ္မတွေဟောပြောပြတယ်ဟောပြောပြတာတဲ့တယ်လေအဲ့ဆိုရင်ကြည့်တယ်အဲ့တော့ဟောကြားတဲ့တတ္တဝါရှိလူဖြစ်စီလက်ဖြစ်စီပြမဖြစ်စီ30ဘုံတွေကတတ္တဝါတွေကိုမရောက်ရောက်အောင်သွားသိရင်သွားတယ်အဲ့တော့နေ့စဉ်နဲ့အမြဘုရားဖူးဖို့တရားနာဖို့မြတ်စွာဘုရားရှိတဲ့ရှိကိုလာကြတဲ့တရားဓမ္မတွေလည်းအများကြီးပဲအများကြီးပဲအဲ့တော့မြတ်စွာဘုရားရှိကိုလာတယ်ဒီကြတော့မြတ်စွာဘုရားကမရှိဘူးတဲ့ဟောအဲ့တော့လက်ထဲမှာယူလာကြတဲ့ဗန်ဒီနတ်သားတွေအမွေတိုင်းတွေစသည်အဖြစ်မိမိတို့လက်မှာဆွဲလာတဲ့ပူဇော်ဝယ်တွေကိုစေတဝန်ကြောင်းပေါ့ပါကန္နာကုရီတက်ရပေါ့ပါအချို့ကစွန့်ပစ်ထားပြီခြားတယ်အဲ့တော့ဘုရားရှင်ကမြတ်စွာဘုရားကမရှိဘူးဆိုတော့အော်ဘုရားမရှိဘူးလေလားလူဝယ်ပစ္စည်းတွေဒီတိုင်းပဲပန်းတန်သားတွေပေါ့နော်အများစုကမြတ်စွာဘုရားကိုပန်းနဲ့ပူဇော်တယ်ဘုရားပန်းထိုးတယ်ဆိုတာဒီနေ့ခေတ်မှာပေါ့ပါဘူးရှိရကဆယ်မရှိပြီးသားဖြစ်တယ်အဲ့တော့အဲ့ဒါတွေကိုကြောင်းပေါက်ဝထားခဲ့တော့ကြာတော့သာသနာကိုကြီးညိုတဲ့သာသနာနဲ့ပတ်သက်ပြီးတော့ပြင်သစ်ပြင်ထိုက်တာတွေကိုအမြဲတမ်းပြုပြင်ရှောက်တတ်တဲ့သာသနာအာဇာနည်တရားကာကြီးဖြစ်တဲ့အလုံးသိတဲ့နာရဝိသတိကြီးပေါ့နော်အဲ့တော့နာရဝိသတိကြီးကသာသနာကိုသိကြည်ညိုတာအဲ့တော့ဒါတွေကိုမြင်တော့ဒီအကြောင်းအရာကိုမြတ်စွာဘုရားကိုရှောက်မှဖြစ်မယ်အဲ့တော့လူတွေဟာဗราတရားနဲ့နာချတာဘုရားကမရှိဘူးဆိုတော့ကြာရင်စိတ်ပြက်ကုန်ပဲအဲ့တော့အရှင်အာနန္ဒာကိုမြတ်စွာဘုရားမရှိတဲ့အချိန်မှာနာရဝိသတိကြီးကရှောက်တယ်ရှင်ဘုရားမြတ်စွာဘုရားဟာတတ္တဝါတွေကိုချစ်ချွတ်ဖို့ကြွတာတော့မှန်ပါတယ်ဒါပေမဲ့မြတ်စွာဘုရားကိုတပည့်တော်တို့ကလူသားတွေကဒကာဒကမတွေကဘိုးပွဲမယ်စီကပ်မယ်ပူဇော်မယ်လာကြတဲ့အခါမှာမြတ်စွာဘုရားကမရှိဘူးတဲ့မရှိတဲ့အခါနဲ့ကြုံရင်ဘုရားကိုယ်စားရှိခိုးပူဇော်ဖို့တခုခုစေတပါဟောမြတ်စွာဘုရားကိုရှောက်ပါဦးတဲ့အဲ့တော့ကျောင်းမှာရေးကိစ္စရှိရင်ဘုရားနာမှာအနီးကပ်ပြုစုတဲ့အရှင်အာနန္ဒာပဲရှိတယ်လေအဲ့တော့အရှင်အာနန္ဒာကိုအနာရဝိသတိကြီးကဆရာတကာပိတစွာနဲ့ရှောက်တယ်အဲ့တော့အရှင်အာနန္ဒာကကောင်းပြီဒီကကြီးအဲ့တော့ဇင်ဘုရားကိုရှောက်ပေးတယ်ပေါ့မြတ်စွာဘုရားနဲ့ဂျုံတဲ့အခါကျတော့အရှင်အာနန္ဒာကဒီအကြောင်းအရာလေးကိုပြောဖို့စကားစရှင်ဘုရားတဲ့တပည့်တော်တို့လောကမှာဘုရားအဖြစ်နဲ့ကိုးကွယ်ခွင့်ပူဇော်ခွင့်ရှိတဲ့အရာတွေတခြားပါရှိသေးတယ်ဇေဒီအဖြစ်နဲ့ဇေဒီအမှတ်နဲ့ဘုရားဇေဒီအမှတ်နဲ့ပူဇော်ခွင့်ရှိတဲ့အရာတခြားပါရှိသေးတယ်အရှင်အာနန္ဒာကဉာဏ်ကြီးတယ်ရှင်မြတ်တပည့်တော်ကဒီလိုဖြစ်နေဒီပြဿနာကအဲကြောင့်ဘယ်လိုလုပ်မလဲပြောဒီလိုရှာဘူးနော်အဲ့တော့မြတ်စွာဘုရားကိုအဲ့လိုလျှောက်တယ်မြတ်စွာဘုရားကအာနန္ဒာတဲ့ဇေဒီအဖြစ်နဲ့ပူဇော်ခွင့်ရတာ၃မျိုးရှိတယ်တာရီလိကဇေဒီပရိဘောဂဇေဒီဥဒိတကဇေဒီဒီကနေ့ဦးဇင်းတို့ဒီအကြောင်းအရာလေးကဘယ်မှာပါတယ်လဲဆိုရင်ကာလိကဇတ်ပစ္စုပန်ဝတ္ထုမှာပါတယ်ဦးဇင်းအတိတ်ဝတ္ထုကိုမဟောတော့ဘူးတရားအရင်ရှင်းပါဆိုလို့အဲ့တော့မြတ်စွာဘုရားကအာနန္ဒာတဲ့ဒီ၃မျိုးရှိတယ်တဲ့ကိုယ်ွယ်ပူဇော်လို့ရတာနံပါတ်၁ကတာရိလိကဇေဒီတဲ့တာရိလိကဇေဒီဆိုတာမြတ်စွာဘုရားရဲ့ဓာတ်တော်တွေကိုကိုယ်ွယ်ပူဇော်တာရှိတယ်ဓာတ်တော်တွေကိုဌာပနာထားတာပဲဖြစ်ဖြစ်ဓာတ်တော်တွေကိုရှိခိုးပူဇော်ဝ
ပူဇော်မှုလောက်တာပဲဖြစ်ဖြစ်ဒါကိုတာရိကစေတီပရိဘောဂစေတီနံပါတ်2ကပရိဘောဂစေတီဆိုတာမြတ်စွာဘုရားသုံးဆောင်ခဲ့တဲ့အသုံးဆောင်ကိုပရိဘောဂလို့ပြောတာလေလောကမှာလူတွေပြောကြတယ်ပရိဘောဂအိမ်တောင်ပရိဘောဂဒီလိုသုံးကြတယ်အဲ့တော့ပရိဘောဂဆိုတဲ့စကားလုံးကအသုံးအဆောင်ဆိုတာကိုခေါ်တယ်အသုံးဆောင်လို့အဓိပ္ပာယ်ရတယ်ဒါကြောင့်ဆိုလို့ပရိဘောဂလို့လောကမှာပြောကြခြင်းဒီကနေ့ခေတ်မှာကြတော့ပရိဘောဂဆိုလို့ရှိရင်ဗီဒီယိုတွေကြောင်းရည်တွေစသည်အဖြစ်စတိတွေဒါတွေကိုထင်တာမဟုတ်ဘူးအသုံးဆောင်မှန်သမျှဒီပရိဘောဂမြန်မာလိုပရိဘောဂကိုဘာသာပြန်ရင်အသုံးအဆောင်လို့အဓိပ္ပာယ်ရတယ်အဲ့တော့ပရိဘောဂဇေဒီဖြစ်တဲ့မြတ်စွာဘုရားရဲ့အသုံးဆောင်တွေကိုပူဇော်လို့ရတယ်ကုသိုလ်ရတယ်ဒါကြောင့်ဆိုလို့ဒီကနေ့ခေတ်ရွှေတကုံဘုရားမှာရေစစ်တွေတောင်မွေးတွေဟလာစသည်အဖြစ်ရေတနုတ်တွေကိုပို့ွယ်ကြတယ်ဆိုတော့ဒါပြောတာလေပရိဘောဂဇေဒီနံပါတ်3ကဩဒိတကဇေဒီဩဒိတကဆိုတာတော့ဦးဇင်းတို့ဒီကနေ့မမီတို့ရဲ့အေဥကံမှာဖြစ်ဖြစ်နော်ဘုရားဆောင်တဲ့နေမှာဖြစ်ဖြစ်ဘုရားရှင်ကိုရည်မှန်းပြီးတော့ပုံတော်အတုရုပ်တုခဏခေတ်ကတော့ရုပ်ထုလို့ပြောတယ်တကယ်တော့စကားလုံးအမှန်ကရုပ်တုလို့ခေါ်တယ်ရုပ်တုရုပ်အစင်းအတုကိုပြောတာအစစ်မဟုတ်အဲ့ဒီရုပ်တုကိုဦးဇင်းတို့ကဩဒိတကဇေဒီလို့သတ်မှတ်တယ်သုံးနှုတ်တယ်အဲ့တော့ဒီသုံးမျိုးကိုကိုးကွယ်စိတ်ကပူဇော်လို့ရတယ်မြတ်စွာဘုရားဒါပေမဲ့အာနန္ဒာတဲ့တာရိကဇေဒီကတော့ငါဘုရားတက်ရှိထင်ရှားရှိတဲ့အချိန်မှာတော့မပူဇော်နိုင်ဘူးမလုပ်ကောင်းဘူးတဲ့။ဘာဖြစ်လို့လဲဆိုတော့အယိုးဓာတ်တော်ကိုပူဇော်တယ်ဆိုတာပြိဋိဘံပြုမှာရပါလေ။အဲ့တော့တတ်တော်ထင်ရှားရှိတဲ့အချိန်မှာမရနိုင်ဘူး။အဲ့တော့ကျန်တဲ့ပရိဘောဂဇေဒီနဲ့ဩဒိတကဇေဒီနှစ်မျိုးတော့ပူဇော်ခွင့်ရှိတယ်။အဲ့ဒီမှာအရှင်အာနန္ဒာကသူ့လိုချင်တဲ့စကားကိုရှောက်ပြီးဉာဏ်ကြီးတယ်အရှင်အာနန္ဒာရှင်ဘုရားတဲ့ဒါဆိုရင်အရှင်ဘုရားအဖြစ်ကိုရောက်တဲ့အသုံးပြုခဲ့တဲ့ဘုရားအဖြစ်ထိရောက်အောင်အသုံးပြုခဲ့တဲ့ဘောဓိပင်ကိုတပည့်တော်တို့ကဘုရားအမှန်နဲ့ကိုးကွယ်ပူဇော်ရင်ရသလားအဲ့ဒါမြတ်စွာဘုရားကရတာပေါ့တဲ့ဒါပရိဘောဂစေတီပဲဘုရားရှင်အသုံးပြုခဲ့တာဒါပရိဘောဂစေတီပဲဒါဆိုရင်တဲ့တပည့်တော်စီမံလိုက်တော့မယ်ဆိုပြီးတော့နော်အရေးအကြောင်းသာသနာအတွက်လိုအပ်လာတဲ့အခါမှာအရှင်အာနန္ဒာဘသူတွေကိုပြောလေကြည့်အရှင်နဲ့အနာရဘိတတိကြီးရဲ့ဝိတာခအကြောင်းအမကြီးရဲ့လူကိုရွေးပြောတာနော်လူတိုင်းကိုမပြောဘူးကြည့်ပြီးရင်ကောသလမေကြီးရဲ့အဲ့တော့ဒီပုဂ္ဂိုလ်၃ယောက်ကိုခေါ်ခိုင်းလိုက်တယ်အဲ့တော့သူတို့ရောက်လာကြတယ်အရှင်အာနန္ဒာခေါ်တယ်ဆိုတော့ဘာများလဲပေါ့အဲ့တော့ရောက်လာတော့အရှင်အာနန္ဒာကပြောပြီးဘုရားကတော့ခွင့်ပြုလိုက်ပြီအဲ့တော့ဒကာကြီးတို့ဒကာမကြီးတို့လောက်ရမယ်တောင်းဝန်လည်းရှိတယ်ဦးဇင်းတို့ရဟန်းတော်တွေလောက်ရမယ်တောင်းဝန်လည်းရှိတယ်ဒါကြောင့်ဒီကနေ့ဦးဇင်းကယဟန်တော်တွေလောက်ရမယ်တောင်းဝန်ကိုအရင်လုပ်မယ်ဆိုပြီးတော့အရှင်မောကလန်ကိုပင့်တယ်အဲ့တော့ပင့်ပြီးမှလုပ်လေဆိုတော့ရှင်ဘုရားတဲ့မြတ်စွာဘုရားအဖြစ်ကိုရောက်ခဲ့တဲ့နော်မဇ္ဈိမဒေတာအလေတဲ့တယ်ခေါ်တယ်မဇ္ဈိမဆိုတာအလေကိုပြောတာဒါကတော့ဒီကနေ့ဘဟုတုတ္တဖြစ်စဉ်အားလေးနာယူပါထားပါအဲ့တော့မဇ္ဈိမဒေတာဆိုတာဟောဒီကဘာမြေကြီးရဲ့အလေဥရန်တဲ့တယ်ကိုပြောတာအဲ့ဒီမဇ္ဈိမဒေတာမှာဘုရားဖြစ်ခဲ့တဲ့အရက်ဘုရားဖြစ်တဲ့နေရာရဲ့ဘောဓိပင်မျိုးစေ့လိုချင်တယ်ရှင်ဘုရားကအဲ့ဒါလေးကိုဆောင်ရွက်ပေးပါတဲ့အဲ့တော့ရှင်မောကလန်ကငါရှင်ကောင်းပြီတကုန်းနဲ့ကြွားသွားတယ်တကုန်းနဲ့ကြွားသွားပြီးတော့မြတ်စွာဘုရားအဖြစ်ကိုရောက်ခဲ့တဲ့ဘောဓိညောင်ပင်ကကြွေကြတဲ့ညောင်စေ့ကိုမြေကြီးနဲ့အထိမခံပဲနဲ့သင်္ကန်းနဲ့ခံယူလာတယ်အဲ့တော့သင်္ကန်းနဲ့ခံယူလာပြီးတော့ဇေတဝန်အကြောင်းရောက်တော့အရှင်အာနန္ဒာလက်ထက်အရှင်အာနန္ဒာကအဲ့ဒါကိုနန္ဒာရီနဲ့နော်ရောဆက်ထားတဲ့
ရေကြီးရေဩဇာတွေညိုနေရွှွညုံပြောတာနော်ရွှွညုံနေတဲ့နတ်နာရီနဲ့ရောဆက်ထားတဲ့ရွှေခွက်ကိုအောက်ကအပေါက်ဖောက်လိုက်တယ်အပေါက်လဲဖောက်ပြီးရောအဲ့ဒီမျိုးစေ့ကိုဘသူလက်ထဲထည့်တယ်ဆိုတော့ကောသလမင်းကြီးလက်ထဲကိုထည့်တယ်တခါကြီးစိုက်ပါဘောဓိညောင်စိုက်ပြီးအဲ့တော့တခါကြီးကကောသလမင်းကြီးကစဉ်းစားတယ်ဩငါတို့ရဲ့မင်းအဖြစ်ဆိုတာမတည်မြဲဘူးအဲ့တော့မတည်မြဲတဲ့အတွက်နောက်တစ်ချိန်မှာငါကဒီပင်ကိုစိုက်ပျိုးခဲ့လို့ငါကိုမလို့မုန်းထားပုံကန်ခြင်းတဲ့ပုဂ္ဂိုလ်တွေကတော့၎င်းငါနဲ့ဆန့်ကျင်ဘက်ရန်သူတွေကတော့၎င်းပေါ်ပေါက်ခဲ့ရင်ဒါငါတို့မုန်းတဲ့ဘယင်ရဲ့တည်ထားခဲ့တဲ့နော်စိုက်ပျိုးခဲ့တဲ့အပင်ပဲဘောဓိညောင်ပဲဖြည့်ဆည်းကြဆိုပြီးတော့ဖြည့်ဆည်းကောင်းဖြည့်ဆည်းလိမ့်မယ်ဒါကြောင့်ငါတို့မင်းအဖြစ်ဆိုတာမတည်မြဲဘူးတဲ့အနာရဝိတ္တိကြီးရဲ့လက်ထဲကိုထည့်တတိကြီးတင်ဆိုင်ပါအဲ့တော့ဒီနေရာမှာဒကာဒကမတို့ဦးဇင်းတို့ဘဟုတုတ္တဖြစ်စေတာလေးတခုပြောရမယ်ဘောဓိပင်ဆိုတာတချို့ကညောင်ပင်ကိုပဲဘောဓိပင်လို့ထင်တာအဲ့တော့ဘောဓိပင်ဆိုတာညောင်ပင်တစ်ခုတည်းကိုဘောဓိပင်လို့ခေါ်တာလည်းမဟုတ်ဘူးညောင်ပင်တိုင်းလည်းဘောဓိပင်မဟုတ်ဘူးဒါဦးဇင်းတို့ငယ်ငယ်ကလည်းမှားတတ်တယ်ညောင်ပင်တွေ့ဘောဓိပင်ညောင်ပင်တွေ့တာနဲ့ဘောဓိပင်လို့ဦးဇင်းတို့ထင်ခဲ့တယ်လေအဲ့လိုမဟုတ်ဘူးအဲ့တော့ဘောဓိပင်ဆိုတာဖျားဖြစ်တဲ့အပင်တစ်ခုနဲ့တစ်ပင်နဲ့ပုံပဲပြောတာဖျားဖြစ်ကိုရောက်တဲ့အပင်နော်အဲ့ဒါကိုပဲဦးဇင်းတို့ကဘောဓိပင်လို့သုံးတာအဲ့ဒါညောင်ပင်ဖြစ်ခြင်းလည်းဖြစ်မယ်တရက်ပင်ဖြစ်ခြင်းလည်းဖြစ်မယ်အင်ဂျင်ပင်ဖြစ်ခြင်းလည်းဖြစ်မယ်အပင်တွေအများကြီးတစ်မျိုးပြီးတစ်မျိုးဖြစ်နိုင်တယ်နော်အဲ့တော့ဒီနေ့ခေတ်မှာဟာလာဘောဓိပင်ဆိုပြီးတော့ညောင်ပင်မှန်သမျှကိုဘောဓိပင်ဘောဓိညောင်ဒီလိုလုပ်ကြတယ်နော်အဲ့ဒါလည်းမမှန်ကန်ဘူးဘယ်လိုတခါတရံကြရင်ခရီးတွေပါရင်သွားရင်တွေ့တယ်ဥပမာရန်ကုန်မြို့ထဲလိုပါလို့ဆိုရင်ညောင်ပင်ကြီးတစ်ပင်လုံးကိုရွှေရောင်ဆေးတွေအကုန်လုံးတုပ်ပြီးတော့စာပန်းကတ်ထားတယ်ဘောဓိညောင်အဲ့တော့တကယ်ကောဘောဓိညောင်စစ်မစစ်သူတို့မသိဘူးနော်ပြီးရင်အဲ့ညောင်ပင်ကြီးကိုမလုပ်ထားလဲဆိုတော့ခုတ်ထားလိုက်ကြတာကရုံးဖြစ်နေတယ်လေအဲ့ဒီဘောဓိညောင်အစစ်ဆိုရင်မခုတ်ကောင်းဘူးစာပေမှာအထာကထာဟောပါဠိတော်ဘယ်လိုလာလဲဆိုရင်နော်ဦးဇင်းတို့ပါရာဇိကံအထာကထာမှာညောင်ပင်ကိုခုတ်တာဖရာရဲ့အတ္တကြီးတော့ခန္ဓာကိုယ်ကိုခုတ်တယ်လို့အပြစ်ကြီးတယ်နော်ဘောဓိညောင်ကိုပြောတာနော်ဘောဓိညောင်အစစ်ကိုခုတ်ရင်မြတ်စွာဘုရားရဲ့ခန္ဓာကိုယ်ကိုဓာတ်နဲ့ခုတ်တယ်လို့ပဲအကုသိုလ်ကြီးတယ်အပြစ်ကြီးတယ်ဒါမလုပ်ပါဘူးဒါပေမဲ့ခဏခေတ်မှာမဖြစ်လေနာမည်တက်တော့ဘောဓိညောင်လို့နာမည်တက်တယ်တကယ်သာအဲ့ဒီအပင်ဟာဟိုးမေဇိမဒေသကမျိုးယူပြီးစိုက်ထားတဲ့အပင်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်မလွယ်ဘူးနော်ဒါအကုသိုလ်တော်တော်ကြီးနိုင်တယ်ဇာပေမှာအဲ့တိုင်းလာတယ်ဒါကြောင့်ညောင်ပင်တိုင်းလဲဘောဓိပင်မဟုတ်ဘူးဘောဓိပင်တိုင်းလဲညောင်ပင်မဖြစ်ဘူးတခြားအပင်တွေလည်းဘောဓိပင်အဖြစ်ဘုရားအဆူဆူသုံးခဲ့တာရှိတယ်ဦးဇင်းတို့တက်တည်ပြရရင်အရိမတေယမြတ်စွာဘုရားဟာဂန်မောပင်ကိုဘောဓိပင်လုပ်ပြီးဘုရားအဖြစ်ပွင့်ပါအဲ့တော့ကောင်းပြီနောက်တစ်ခုခဏခေတ်ဗေဒင်ဆရာတွေကလည်းတလွဲအကြံပေးတယ်စာမေးပွဲတွေပါဖြေတဲ့ကျောင်းသားတွေစာအုပ်ကြားတွေကိုညောင်ရွက်ထည့်ပြီးတော့ဖြေရင်ဟုတ်လားစာမေးပွဲအောင်လဲပါပြစသည်အဖြစ်ပေါ့နော်ဒါတွေကကမ္မတက္ကရတမာဒိဋ္ဌိပျောက်စေတယ်ကမ္မတက္ကရတမာဒိဋ္ဌိဆိုတာကံရဲ့အကျိုးကိုယုံကြည်တာကိုပြောတာလေကံရဲ့အကျိုးကိုယုံကြည်တဲ့စိတ်ပျောက်သွားရင်ကျောင်းသားဆိုရင်လည်းစာမကျက်ချင်တော့ဒီအပင်ဒီတိရွက်ကိုစာအုပ်ချတဲ့ညက်ယုံနဲ့စာပေပွဲအောင်မယ်ဆိုတာဖြစ်နိုင်မလားစဉ်းစားကြည့်လေမြတ်စွာဘုရားတော်မှအဲ့ဒီဘောဓိပင်နော်တကယ်မူလအပင်ရင်မှာငုတ်တုတ်ထိုင်နေတဲ့ဘုရားဖြစ်တာမဟုတ်တာလေဒါစဉ်းစားဖို့ပေါ့နော်ဦးဇင်းတို့တခါတည်းရဗုဒ္ဓဘာသာတက္ကမတွေရဲ့အမှားယွင်းနေရည်ရွယ်ချက်တွေလွဲတတ်တယ်ဆိုတာကိုပြောပြတာအဲ့တော့အဲ့ဒါလို့နော်တာမန်ညောင်ပေတပင်ရဲ့အရွက်ကိုလည်းပဲဟလာစာအုပ်ကြားထဲညက်ပြီးတော့စာအုပ်ပွဲသွားဖြစ်ရင်အောင်နိုင်တဲ့ဘာညာဒီလိုတွေအကျင့်တွေပေးကြတယ်တချို့ကဟုတ်ပါဘူးကိုစာမရရင်တ
ရွက်မဟုတ်ဘူးတပင်လုံးထမ်းသွားလို့မအောင်ပါဘူးအဲ့တော့ကောင်းပြီအဲ့ဒီမှာနော်ခဏခေတ်ညောင်ပင်နဲ့ပတ်သက်ပြီးတော့ဘ ഹു တုတလေးအမှန်တရားကိုလည်းဒါဒီကနေ့သိစေခြင်းလို့ပြောရခြင်းဖြစ်ပါတယ်ဒါကြောင့်အိန္ဒိယနိုင်ငံမစ္စည်းမဒေသကနေပြီးတော့မျိုးရလာတဲ့အပင်မျိုးသာဆိုရင်ဘောဓိညောင်အစစ်ဆိုရင်မခုတ်ကောင်းပါဘူးမဖြတ်ကောင်းပါဘူးအဲ့တခုတော့ရှိတယ်တခါတရံကြရင်ညောင်ကိုင်းကတခုခုကိုင်းကြတာတို့နော်အနာဖြစ်နေတာတို့ဒါမျိုးဆိုလို့ရှိရင်တော့စာပေမှာချွင်းချက်အနေနဲ့အဲ့ဒီအနာကတပင်လုံးကိုမကူအောင်ခုတ်ကောင်းပါလေဘာကိုဥပမာပေးနေဆိုဆရာဇီဝကမြတ်စွာဘုရားရဲ့ခြေတော်ကိုဓာတ်နဲ့ခွဲပြီးသွေးပုတ်တိညှစ်ထုတ်တယ်လို့ပေါ့နော်သွေးပုတ်တိညှစ်ထုတ်တယ်လို့အဲ့လိုကောင်းပြီဒါကြောင့်ဦးဇင်းတို့ဘောဓိပင်နဲ့ပတ်သက်ပြီးတော့လည်းပဲညောင်ပင်တိုင်းဒီဘောဓိပင်မဟုတ်ဘူးဘောဓိပင်တိုင်းဟာညောင်ပင်မဟုတ်ဘူးအဲ့တော့ဘောဓိပင်ပေါက်တဲ့နေရာကိုလည်းပဲဦးဇင်းတို့စာပေမှာဒီကဘာကြီးပျက်စီးတဲ့အခါအဲ့ဒီဘောဓိပင်ပေါက်တဲ့နေရာဟာနောက်ဆုံးကြံပြီးမှပျက်စီးတယ်။ဥပမာဦးဇင်းတို့ဒီကဘာကြီးဟာမီးကြောင့်ပျက်စီးတယ်ရေကြောင့်ပျက်စီးတယ်လေကြောင့်ပျက်စီးတယ်အဲ့တော့မီးကြောင့်ပျက်စီးတဲ့အခါမှာနေတစ်စင်းကလေး2စင်းထွက်မယ်2စင်းကလေး3စင်းထွက်မယ်အမျိုးမျိုးနေတွေက9စင်းထိထွက်မယ်အဲ့တော့9စင်းပြည့်တဲ့အချိန်မှာဒီကဘာကြီးဒီမီးဟုံးဟုံးလောင်ပြီးတော့ပြာကျသွားတယ်အဲ့ဒီအချိန်မှာနောက်ဆုံးပျက်စီးမဲ့နေရာကအဲ့ဒီဘောဓိညောင်ပင်ရှိတဲ့နေရာပဲအဲ့နောက်ထပ်ကဘာကြီးထက်တည်ရင်လည်းပဲတဲ့ကဘာကြီးထက်တည်ရင်လည်းပဲအဲ့ဒီနေရာကအရင်စဖြစ်တယ်ကဘာပြက်ရင်လည်းနောက်ဆုံးမှပြက်တယ်ကဘာတည်ရင်လည်းအရင်ဆုံးတည်တယ်အဲ့ဒီဘောဓိညောင်ရှိတဲ့နေရာကအဲ့တော့ဒီကမတို့အိန္ဒိယနိုင်ငံတို့ဘာတို့ဗုဒ္ဓဂယာဘုရားဘုရားရင်ဒီအသိပညာလေးတွေရှိတိုင်းအရာသာပို့ရှိတယ်နှမို့ဆိုရင်ဘာသိမှလဲကိုကအသိပညာမသိထားဘူးဘုဒ္ဓမရှိထားဘူးဆိုရင်သူများသွားလို့တော့ကိုယ်တော့အုပ်ပုံကြီးတွေတွေ့အေးဒါပဲကုသိုလ်စိတ်အာမတန်ဘူးအာမကောင်းဘူးလေအဲ့တော့ကဘာပြန်တည်တဲ့အခါမှာစောစောကဟုတ်လားရေပြင်ပေါ်မှာပိန်းရွက်ကလေးဘောလောပေါ်နေတယ်လို့ဟောဒီကဘာမြေကြီးရလည်းပဲတဲ့နော်ပထမဦးဆုံးကဘာစတည်တဲ့အချိန်မှာအဲ့ဒီဘောဓိညောင်ပေါက်တဲ့နေရာကစပြီးတော့ကဘာတည်တဲ့အခါမှာအဲ့ဒီအပေါ်မှာဒီကဘာဟာတဲ့ဖယားတဆူပွင့်မဲ့ကဘာဆိုရင်ဒါလေးလည်းချုံလို့ပြောတာနော်ဖယားတဆူပွင့်မဲ့ကဘာဆိုရင်အဲ့ဒီအရာလေးပါဟုတ်လားကြာယုံလေးတယုံထွက်လာပြီးတော့ကြာဘူးလေးတစ်ခုပေါ်လာတယ်ကြာဘူးကြီးအဲ့ဒီကြာဘူးကြီးထဲမှာဘာပါလဲဆိုပရိခေယပါတယ်ပရိခေယ8ပါးပြည့်စုံပါတယ်အဲ့ဒါကိုဘယ်သူကသိမ့်နေဆိုရင်ဦးဇင်းတို့သုဒ္ဓဝါဒတက်တန်းရှိတဲ့ဓမ္မကြီးတွေကသိမ့်ထားရတယ်ဘုရားနစုပွင့်မဲ့ကဘာဆိုလို့ရှိရင်ကြာဘူးနှစ်ခုပါလာတတ်တယ်ဦးဇင်းတို့ဒီကနေ့ဒီဗတ္တကဘာကဘုရားငါးစုပွင့်တာဘုရားငါးစုပွင့်တဲ့ကဘာကကြာဘူးငါးခုပါလာတတ်တယ်အေးဘုရားတစုမှမပွင့်တဲ့ကဘာဆိုရင်တော့ကြာယုံမှာအဖူးတဲ့ဒါကြောင့်ကဘာမြေကြီးစတင်တဲ့အချိန်ဆိုရင်ဓမ္မကြီးတွေကလာကြည့်တယ်ကြာဘူးတစ်ခုမှမတွေ့ဘူးဆိုရင်အေးလောကကြီးတော့အမိုက်မောင်ကြီးကြီးဆိုတော့မယ်တတ္တဝါတွေဟာငရဲပြည်တိရစ္ဆာန်ပြည်တိတ်တာပြည်အပေပုံမှာပေါ်များတော့မယ်လူပြည်နတ်ပြည်ဓမ္မပြည်မှာ6ခန်းတော့မယ်ဝမ်းနဲ့ပက်လက်နဲ့စိတ်မကောင်းမှုနဲ့ပြန်သွားကြတယ်အဲ့တော့ဦးဇင်းတို့ဒီကနေ့ဘုရားငါးစုပွင့်တဲ့ကဘာမှာဒါကတော့ဦးဇင်းတို့လူဖြစ်တာဒီတော်တော်ခံကောင်းတယ်ဘုရား6စုပွင့်တဲ့ကဘာမရှိဘူးအများဆုံးက9စုပဲအဲ့တော့ဒီကဘာမြေကြီးမပြည့်စည်နေမှာကြည်စမ်း9စုပွင့်တဲ့ကဘာမှာတို့လူဖြစ်တာဦးဇင်းကအဲ့ဒီစာတွေကိုလေ့လာလိုက်တော့တော်တော်ကျဉ်နဲ့တယ်တော်တော်ပီတိဖြစ်တယ်ကြည်စမ်းဘုရားငါးစုပွင့်တဲ့ကဘာမှာတော့တဆူမဟုတ်တဆူနဲ့တော့လွဲနေကြတာပဲကဲတို့လည်းအခုဒါ4စုမြောက်တဲ့တော့တွေ့နေတာပဲလေ4စုမြောက်သာသနာနဲ့တွေ့တယ်ဆိုတာဘုရားနဲ့တွေ့တာလည်းအတူတူပဲ
ဒါမှသူကမိုက်နေသေးတယ်ဆိုရင်လေကိုအကြောင်းတရားလည်းကိုပေါ့နောက်ဆုံးတစ်စုပဲကြံတော့လေနော်နောက်ဆုံးတစ်စုပဲကြံတော့လေအဲ့ဒီဂျိုကြားမှာဖျားမပွင့်တဲ့တုံညကဘာတွေအများကြီးဖြစ်မှာနော်အများကြီးဖြစ်မှာစဉ်းစားကြည့်ပေါ့အဆုံးမမရှိတဲ့ပုံကိုယ်တွေဘယ်လောက်မိုက်မဲမလဲအဲ့ဒီထဲမှာတကယ်တော့မတော်ဘူးစင်တို့လူဖြစ်ကြရအောင်ပါလေအဲ့တော့ကောင်းပြီဒါတဲ့ပဲစောစောကနော်အရှင်အာနန္ဒာကမျိုးစေ့ကိုစိုက်ပျိုးခိုင်းတဲ့အခါမှာအနာရဝိတ္တိကြီးလက်ထဲရောက်လာတာပေါ့အဲ့တော့အနာရဝိတ္တိကြီးကရွှေပွဲထဲကိုမျိုးစေ့လေးကိုတွန်းမြုပ်လိုက်တဲ့အချိန်မှာရေဒီဝိုင်းလောင်းလိုက်တဲ့အခါမှာတဲ့တကုတ်အဋ္ဌိဘက်ကြောင့်ရလာတဲ့အစွမ်းတတိရှိတဲ့မျိုးစေ့ဖြစ်နေတဲ့အခါသူတို့ရဲ့ကုသိုလ်ကံအားလျော်စွာဒါလည်းပါတာပေါ့နော်အဲ့တော့ညောင်းပင်အားချက်ချင်းအရွယ်ရောက်လာတဲ့ညောင်းပင်အနေထားမျိုးဖြစ်သွားတယ်နော်ထိုက်တဲ့တော့ကြီးမားသွားတယ်ပေါ့နော်အဲ့ဒီမှာအကုန်လုံးကဝိုင်းပြီးတော့ဝိတာခါเจ้าမကြီးရဲ့အနာရဝိတ္တိကြီးရဲ့နော်သူတို့တွေကမြေအိုးနဲ့ရွှေအိုးငွေအိုးတွေနဲ့ဟုတ်လားဂျာမန်တွေကိုအိုးထဲမှာစိုက်အိုးဆက်ရှစ်လုံးနဲ့ရေတွေနတ်နာရေတွေဝိုင်းပြီးတော့လောင်းကြကုသိုလ်တွေယူကြတယ်ပြီးတဲ့အခါကျတော့အရှင်အာနန္ဒာကသူကစီမံခန့်ခွဲရေးအရှင်အာနန္ဒာက management တိတ်တော်တာအဲ့တော့မြတ်စွာဘုရားကသူကရှောက်လိုက်သေးတယ်ဟုတ်လားအရှင်ဘုရားတရားဓမ္မတွေအကျိုးများဖို့အတွက်အရှင်ဘုရားဟာဘုရားဖြစ်တဲ့အချိန်မှာမဟာဗောဓိပင်ရဲ့ခြေရင်းမှာတမာဘတ်တွေဝင်စားသလိုဒီညောင်ပင်ရဲ့ခြေရင်းမှာလည်းတမာဘတ်တွေဝင်စားပေးပါဦးမြတ်စွာဘုရားကိုရှောက်တယ်အဲ့တော့မှမြတ်စွာဘုရားကအေးကောင်းပြီဆိုပြီးတော့ဒါတမာဘတ်ဝင်စားပေးတယ်တရားအထုတ်ပေးတယ်ပေါ့တခုခဲလူတွေနားလဲအောင်ပြောရရင်အဲ့တော့ဒါကြောင့်မလို့ဒီကနေ့ဦးဇင်းတို့ဘောဓိညောင်ရည်သုံးပွဲဆိုတာအဲ့ဒီကစတယ်ဆိုတာကာလင်္ဂဇတ်မှာတွေ့ရတာဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့ဒီကနေ့မလို့ဦးဇင်းတို့ညောင်ရည်သုံးပွဲအနေနဲ့ဘောဓိညောင်ကိုလောင်းကြတဲ့အခါမှာကုသိုလ်အားအမတန်ကြီးတယ်မြတ်စွာဘုရားရဲ့ဇေဒီရဲ့သုံးမျိုးထဲမှာပရိဘောဂဇေဒီကိုတို့တွေပူဇော်တယ်လို့နားလည်ရမှာဖြစ်တယ်အဲ့ဒီအထဲမှာမှဘုရားရှင်လက်ထက်ကဘောဓိသိဉ္စကမထေဆိုတာဒီဘောဓိညောင်နဲ့ပတ်သက်ပြီးတော့ကုသိုလ်ရခဲ့ပြီးတော့ကုသိုလ်တွေပြုလုပ်ပြီးတော့ညောင်ရည်သုံးကုသိုလ်ကိုလုပ်ပြီးတော့တဲ့အပေလေးပုံအပေတကားပိတ်တယ်ပြီးတဲ့အခါကျတော့လူပြည်လက်ပြည်အပြန်ပြန်လန်လန်သွားပြီးတို့အခုဂေါရမမြတ်စွာဘုရားသာသနာမှာဘောဓိသိဉ္စကမထေဆိုပြီးတော့ယဟန်အာကြီးဖြစ်သွားတယ်အဲ့တော့ဒီလိုမျိုးကုသိုလ်ကောင်းမှုတွေကိုထူးထူးခြားခြားရတဲ့ပုဂ္ဂိုလ်တွေအများကြီးသာသနာမှာရှိခဲ့ဘူးလေဒါကြောင့်ကစုံလာပြီဗုဒ္ဓနေ့ညောင်ရည်သုံးပွဲတွေပြုလုပ်တဲ့နေ့ဟာအလကားမဖြစ်ဘူးကုသိုလ်ကောင်းမှုတွေအမတန်ကြီးတယ်ဘောဓိညောင်ကိုသွန်းလောင်းကြတဲ့ပုဂ္ဂိုလ်တွေဟာဖရာလက်ထက်တည်းကရှိတယ်ဘာကြောင့်ဒီဘောဓိညောင်ကိုညောင်ရည်သုံးပွဲလုပ်တာလဲဆိုရင်မြတ်စွာဘုရားမရှိတဲ့အချိန်မှာကုသိုလ်ပြုရာဌာနတစ်ခုအဖြစ်နဲ့လောကလူသားတွေအတွက်လောကတတ္တဝါတွေအတွက်မြတ်စွာဘုရားထားခဲ့တဲ့အမွေတစ်ခုပဲဆိုတာကိုကောင်းမွန်စွာနားလည်ပြီးတော့အားလုံးသောသာသနာမှာရှိကြတဲ့ဓမ္မဗုဒ္ဓဘာသာဒါယကမှာဖောင်းလို့ဒီမြတ်စွာဘုရားရဲ့အမွေဖြစ်တဲ့ညောင်ရည်သုံးပွဲကုသိုလ်ကောင်းမှုပွဲကိုစင်စစ်မပြတ်ပြုလုပ်နိုင်ကြပြီးတော့မိမိတို့ရဲ့ဘဝခန္ဓာဘဝတန်တရာတစ်လျှောက်အကျိုးမပြတ်ခဲ့တဲ့တန်တရာဝိစင်းရဲ့မှာလွတ်ရလွတ်ကြောင်းအကျင့်ကောင်းမှုကိုလည်းပဲယခုဘဝမှာပဲကိုယ်စီကျင့်ကြံအားထုတ်နိုင်ကြပါစေကုန်သတည်း